မင်္ဂလာပါခင်ဗျာ Hunters and Fishermen Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဖိုးကြော့ရေးသားတဲ့ပြေးလွှားရွေ့လျားနေသောယတနာတိုက်အပိုင်း3ဇာတ်သိမ်းပိုင်းဖြစ်ပါတယ်ခင်ဗျာစင်သိန်းချိုင်းတွင်စင်သေးကောင်များအတုံးအယုံသေဆုံးနေကြသည်နှင့်အနှစ်အလာလာကသေးကြည်ထားကြသောတောစင်ရိုင်းများ၏အယိုးအဆွဲတို့မှာတောင်ပုံရာပုံဖြစ်နေသည်များကိုလည်းတောင်ထိပ်ပေါ်ကလှမ်းကြည့်လိမ့်မင်းမြင်ရအံ့နိုးနိုးစိတ်အတွေ့နှင့်အိုက်ထွန်းပါ၏စိတ်ထဲမှာအကြောက်ဖြေသွားလေသည်အမှန်ကအိုက်ထွန်းပါတာမဟုတ်ဝင်းတောက်ကလေးစိတ်ထဲရင်ထဲမှာလဲလောဘစော်ဒီကဘောင်ပင်ခတ်နေကြပြီလိမ့်မည်တောင်ထိပ်နားသို့ချင်းကပ်လာမိကြသောအခါတောင်ခပန်းဆောင်တွင်အလွန်တရာဝေသီးမြင့်မားနေသောညောင်မုတ်ဆိုးပင်ကြီးတစ်ပင်ကိုအဝေးကပင်လှမ်းမြင်ကြရလေသည်ညောင်မုတ်ဆိုးဟူသောအမည်နာမနှင့်လိုက်ဖက်နေထွေရှိလာအောင်ညောင်ပင်ကြီးပေါ်ကရှက်လိန်တွေ့တန်း၍ဖြာချနေကြသောမုတ်စိတ်မွေးတို့မှလည်းအောက်ချီ၌ပိမ့်ပိမ့်နေကြသည်လူကြီး2ယောက်3ယောက်ဖိုက်၍ပင်မိအပ်မထင်သောဤယာမညောင်ကိုင်းကြီးများမှာလေးပတ်လေးတန်းတို့ဖြာထွက်ထိုးကြနေကြသည်ညောင်ပင်ကြီးနှင့်နီးလာလေအပုပ်နှံ့တွေကပို၍ဆိုးရွားလာလေ၏လေယူးကတစ်ချက်ဝိရမ်းလာပြီဆိုရင်လူတွေမှာဆိုးရွားသောအနက်အသက်တို့ကြောင့်တတိလစ်မျောသွားမတတ်ပင်အခန့်ရခတ်လာသည်ထို့ကြောင့်မကြမတင်မီပင်လူတွေမှာနှာခေါင်းကိုပဝါနှင့်စီးပြီးရှေ့သို့ခြိတက်ကြရသည်ရှေ့သို့ခြိတလန်းထိုးနှင်းလိုက်တိုင်းရင်ရိုင်းမတွေကဝါကနေအော်မီပြန်တန်းကြသည်တို့မှာတောကြီးမြက်မဲတဲ့တွင်သွေးပြက်ထိတ်လန့်စရာတော်ညံလာ၏ဟဲတစုံတစ်ခုကိုအမှတ်မထင်တက်နေမိ၍ခြိချော်သွားသောအခါအိုက်ထွန်းပမှာလန့်ပြီးဟဲကနေချောက်ချအော်လိုက်မိသည်ဒူးကောင်တောင်စုံမြထူထပ်နေသောတိရွက်ကြီးတော်တဲ့တွင်နစ်မြုပ်နေသောအရာဝတ္ထုတစ်ခုကိုခြေထောက်နှင့်ကလော်ကြည့်လိုက်သောအခါဆက်ချိုစုံပါသောဆက်ကောင်းကုန်တစ်ခုကိုတွေ့ရသည်ဆက်ကောင်းကုန်တစ်ခုကိုမြင်ရသဖြင့်နောက်မှပြေးလိုက်လာကြသောဝန်တောက်ကလေးနှင့်အိုက်ဖိုင်ရောင်တို့မှာတဒင်ကတော့အံ့ဩသွားကြသလိုပင်သို့သောနက်ရှိုင်းဝေးသည်သောဤရိုးမတောနက်ထဲတွင်ဆက်ချိုတစ်ခုတွေ့ရသည်မှာအစမ်းတော်မဟုတ်ပါချေဆက်ဖားကြီးတကောင်ကောင်သည်ယောဂဗယဖြစ်၍၎င်းကြာတောခွေးစသည့်တောတရိတ်ဆန်တကောင်ကောင်ဤဖန်းစားကြိုက်တက်ခြင်းကိုအလစ်ခံရ၍၎င်းတည်ဆုံးသွားခြင်းသာဖြစ်လိမ့်မည်ရှေ့သို့ခြေလန်း20လောက်ရှောင်မိကြသောအခါအိုက်ထွန်းပါမှညောင်မင်းကြီးအောင်နာသို့ရောက်လာသည်ဝင်ထောက်မင်းနှင့်ဂဒူးအဖိုးကြီးတို့ကတော့အိုက်ထွန်းပါနှင့်ခြေလန်း30ကျော်กว่าကျန်ရစ်သည်ညောင်ရိပ်အောင်နာသို့အိုက်ထွန်းပါရောက်လာပြီးဖြစ်တော်လဲထူထပ်တိတ်သိမ်းနေကြသောတွဲလွေးဆွေးညောင်မုတ်စိတ်မွေးတို့ကြောင့်ညောင်ပင်ချီရင်းကိုရေးမြမမြင်ရသည်ပြီထူထပ်သောတိရွက်ကြွေတို့ကိုကြော်ထွက်၍ထိုးထောင်ဖြစ်နေကြသောအယူစုတစုနှစ်စုစာကိုတော့ညောင်ပင်ကြီးချီရင်ဘတ်တွင်လှမ်းမြင်နေရလေသည်စင်သိန်းချိုင်းဟာဒီနေရာတဝိုက်များဖြစ်နေလေမလားအိုက်ထုံးပါထိုးထောင်အယူစုများကိုညောင်ပင်အောင်ပတ်ဝန်းကျင်တွင်ဟိုတစုဒီတစုမြင်နေရသဖြင့်ဝန်တောက်ကလေးကအိုက်ထုံးပါကိုလှမ်းပြော၏စင်သိန်းချိုင်းဟာဒီနေရာတဝိုက်များဖြစ်နေလေမလားဟူသောဝန်တောက်မင်း၏စကားကြောင့်အိုက်ထွန်းပါမှာတတိကြီးစွာထားရသည်မောင်းထိုးပြီးသားတနက်ကိုရှေ့သို့တဲ့မတ်ချိန်ရွယ်ကညောင်ပင်ကြီးအောက်နာသို့တလှမ်းချင်းတိုးကပ်သွားနေရ၏လက်ထဲတွင်တနက်မပါပဲဒူးလေးတလက်သာပါသောဂဒူးမုတ်ဆိုးအဖိုးကြီးကတော့စင်တင်းချိုင်းနှင့်နီးကပ်နေပြီးမို့ဝန်တောက်ကလေးအနာမှာမခွာတော့ပြီအကယ်၍ဝန်တောက်မင်းထင်သလိုဤနေရာသည်အမှန်တကယ်စင်တင်းချိုင်းသာဖြစ်ပါကစင်တီကိုလာစားသောရိုးကြားကြီးများနိတော်ခွေခွီးအားစသည်တားစားတရက်ဆံများတို့မှာဤနေရာ၌ချီချင်းလိမ်နေကြပေလိမ့်မည်ထို့ကြောင့်ဝန်တောက်မင်းကတနက်ကိုရှိသို့တတိအနေထားနှင့်ချိန်၍ကလူတွေနှင့်အတော်ဝေးရှိသို့ရောက်နေသောခွီးပူကြကိုလက်ဖြောက်တီးဆုပ်ထိုး၍ပြန်ခေါ်ရ၏ညောင်ပင်ကြီးအောက်တဝိုက်တွင်လောင်းကြီးမိထားသဖြင့်တစ်ပင်ငယ်များမှာကြိုးကြသာရှိသည်ထို့ကြောင့်ခွေးပူကြားကအနံ့ခံအတန်ပေး၍ညောင်ပင်ကြီးအောက်၌လှဲ့ပတ်လျှောက်ပြေးနေသည်ကိုအထင်းသားမြင်နေရသည်ခွေးပူကြားသည်အပုပ်နှံ့ကိုရထားသဖြင့်သူ့သခင်ဝင်ထောက်မင်းကခေါ်နေသည်ကိုပင်အရေးလို့လှဲ့မကြည့်တော့ပဲရှေ့သို့သာလျှောက်ပြေးသွား၏ညောင်ကိုင်းများပေါ်တွင်နားနေကြသောလင်းတမောက်နီများနှင့်ညောင်ပင်ကြီးထိတ်ထက်ဝဲပြန်နေကြသောလင်းတငှက်အုပ်များကိုမြင်ရသောအခါဤနေရာဝန်းကျင်သည်မုချစင်တင်းချိုင်းဖြစ်ရမည်ဟုအိုက်ထွန်းပါစိတ်ထဲကအတက်ဆွေးလိုက်သည်အရွက်ချွေထား၍အယိုးဖြိုင်ထနေသောညောင်ကိုင်းများပေါ်တွင်နားကစင်တီကိုစားရန်စောက်ဆိုင်နေကြသောလင်းတများမှာတကောင်နှင့်တကောင်တောင်ပန်နီတန်ပေး၍မြူးနေကြ၏စင်တင်းချိုင်းကိုတွေ့ရတော့မည်ဟုသောလောဘမှုစိတ်စောကြောင့်
အိုက်ထုံးပါကညောင်ပင်ကြီးအောက်သို့အမြန်လျှောက်သွားသည်ဝင်ထောက်မင်းနှင့်ကဒူးမို့ဆိုအဖိုးကြီးတို့မှာအိုက်ထုံးပါနှင့်ပေ50-60 ကွာ၍ကြံရစ်ခဲ့ကြသည်တောင်ကျောမှာအကြက်ပင်ရှိသေးသဖြင့်သူတို့နှစ်ယောက်မှာအတော်မောပန်းနေကြလိမ့်ပြီတဲ့စူးစူးရှာရှာမိလိုက်တဲ့နှင့်အတူညောင်ကိုင်းကြီးတစ်ကိုင်းပေါ်မှာလင်ပန်းကြီးတစ်ချက်နီးပါးအရွယ်ရှိသောမဲမဲလုံးလုံးအရာဝတ္ထုကြီးတစ်ခုသည်အိုက်ထုံးပါရှိကြိုရောက်နေသောခွေးပူကြားခုတ်ပေါ်သို့ဖြုတ်ကနေခုန်ကြလာသည်ခွေးပူကြားမှာတကိုင်းကိုင်းမိပြီးခြာလေပတ်လေလှဲ့ကမြေပြင်သို့ဝတ်ကျသွား၏နောက်ထပ်စက္ကန့်ပိုင်းအချိန်လောက်မှာပင်ကြစ်ဟူသောစူးစူးရှာရှာမိတံများနှင့်အတူမဲမဲဝိုင်းဝိုင်းအကြီးအသေးအလုံးအပြားများသည်ညောင်ကိုင်းများပေါ်မှရုပ်ချင်းခုန်ချလာကြပြန်သည်ရုတ်တရက်ဖြစ်သဖြင့်အိုက်ထုံးပါမှမွင်ထူပြီးဖွမိပတမိဖြစ်သွား၏ပကံပြားကြီးတစ်ချက်နီးပါးအရွယ်စားရှိသောလုံးလုံးမဲမဲအရာဝတ္ထုတစ်ခုကညောင်ကိုင်းကြီးအတိုင်းလျှောက်ပြေးလာပြီးညောင်ကိုင်းဖျားရောက်နေသောအိုက်ထုံးပါမျက်နှာရှိသောဖြုတ်ကနေခုန်ကြလာသောအခါအိုက်ထုံးပါမှအမလီဗျာဟုငေးတန်းပါအောင်အော်ခါနောက်သို့တချိုးလေးလစ်ပြေးလာခဲ့သည်ဝင်းတောင်မင်းနှင့်ကတို့အဖိုးကြီးတို့မှကအိုက်ထုံးပါထပ်ပင်စိုး၍ထွက်ပြေးသွားကြလိမ့်မည်သည်ငါနဲ့ဝင်တောက်ကလေးထွန်းအောင်မြင်းတို့စင်တင်းချိုင်းကိုလိုက်ရှာကြတော့ကတော့အဲ့ဒါလိုပဲအန်ဒီယေတွေနဲ့တွေ့ပြီးပြန်ပြေးလာခဲ့ကြရတာပဲလို့လူရာအဲ့ဒီညောင်ကိုင်းများပေါ်ကဖြုတ်ကနေခုန်ချလာတယ်ဆိုတဲ့မဲမဲလုံးလုံးကြီးတွေဆိုတာဘာတွေလဲဖန်တီးကြီးညောင်ပင်ဆောင်ရုပ်ခစိုးတရေတွေလားအိုက်ထုံးပါစကားတွေတွင်မဲမဲလုံးလုံးကြီးတွေဆိုဒီမှာမရှင်းမလင်းရှိလာသဖြင့်အေးဆက်နေသောအိုက်ထုံးပါ၏မျက်နာကိုငေးကြည့်ကအိုက်လောလူကမီးခွေးဘူးကြားကုတ်ပေါ်ခုန်ချတဲ့မဲမဲလုံးလုံးကြီးကိုအစားကတော့ငါလဲလောလူထင်တယ်လို့ပဲညောင်ပင်ဆောင်ရုပ်ခစိုးတရေကြီးတွေလားထင်မိတာပေါ့ငါရှိကိုနောက်ထပ်ပကံပြားဝိုင်းလောက်ရှိတယ်မဲမဲလုံးလုံးကြီးတစ်ခုကရုတ်တရက်ဖြုတ်ကနေပြုတ်ကျလာတော့မှလက်ချီကားရအမွေးအမြင့်ကြီးကားရနဲ့တောပင့်ကူဒီပါလားဆိုတာတတိပြုတ်မိတယ်ကြောက်တတ်တဲ့လူတွေဆိုရင်ညောင်ပင်ဆောင်ရုပ်ခစိုးတရေခုံချတယ်လို့ဧကန်တပြောမှာပဲဒီလောက်ကြောက်စရာကောင်းပြီးဒီလောက်ကြီးတဲ့တောပင့်ကူကြီးတွေကိုငါတော့တတ်မှတခါမှမတွေ့ဘူးအဲ့ဒါကြောင့်စင်တင်းချိုင်းဆိုတဲ့မင်းစကားကိုကြားကလေးကငါကြောချမ်းကြက်တီးထမိပြီဒီလိုဆိုရင်စင်တင်းချိုင်းဟာတကယ်ရှိမရှိဖန်တီကြီးလည်းမသိဘူးနော်ဟီးပေါ့ကွာငါလည်းအတိအကျတော့ဘယ်သိပါမလဲကွာအများပြောလို့သာဟိုတုန်းကယုံပြီးလောက်ခဲ့မိတာကိုပါလေမင်းကကိုငါပြောတာမယုံလို့စင်တင်းချိုင်းကိုရှာချင်သေးသလားမဟုတ်ပါဘူးဖန်တီကြီးရေကျွန်တော်ကဖန်တီကြီးအထင်ကိုသိချင်လို့မေးကြည့်တာပါဘာပဲပြောတောတောင်အတွေ့အကြုံနဲ့ပတ်သက်လာရင်ဖန်တီကြီးခြိပြားကိုကျွန်တော်တို့မပီဘူးဆိုတာဝန်ခံပါတယ်ဟဲလောလူယာဒါတော့ငါလည်းဘယ်သိလိမ့်မတော့ဟာဒါပေမဲ့တခုတော့ရှိတာပေါ့ကွာအဲ့ဒီဒူးရောက်ခဲ့ကြတဲ့ညောင်ပင်ကြီးအောက်ကိုရောက်လာရင်တော့ခွေးဘိုချားလို့တရိတ်ဆန်မျိုးတို့မဆိုထားနဲ့တောစင်ရိုင်းကြီးတွေကိုပါဒီတောကင်ကူကောင်ကြီးတွေကဝိုင်းဖန်တက်ဖြတ်စားကြလိမ့်မယ်ဆိုတာငါယုံကြည်တယ်ငါနဲ့ဝင်တောက်ကလေးတို့စင်တင်းချိုင်းကိုလိုက်ရှာကြတော့ခါတော့အဲ့ဒါလိုအန်ဒီယေရီနဲ့တွေ့ပြီးပြန်ပြေးလာခဲ့ကြရတာပါပဲလောလူရေအိုက်ထုံးပါ၏စကားကိုကြားရတော့အခါအိုက်လောလူမှလည်းစင်တင်းချိုင်းကိုလိုက်ရှာရင်မသွားဝင်တော့ပါချီတိတ်တဲမဲမောင်နေတော့ညကပါလွင်ဒီခေါင်လေးကိုထိုးဖောက်ကနေရောင်ကြည်တန်းများသည်ရွှေလီရိုးတဲ့ထိုးကြလာသဖြင့်အိုက်ထုံးပါအိုက်လောလူမှလည်းညကစင်ရိုင်းများဝင်ဖြတ်သွားခဲ့တော့တဲကိုပြန်လဲဆောက်လုပ်ပြီးနောက်3-4 ရက်အကြာတွင်စင်ဖန်းထွက်ရန်အစီအစဉ်လုပ်ကြပြန်လေသည်ရောင်နီလုံးဝမမြင်ရသောကြက်ဥတွန်နဲ့နတ်စားကပင်စင်ရှာစင်ဖန်းထွက်လာကြသောအိုက်ထွန်းပါတို့သည်နေ့လယ်12 နာရီထိတောစင်ရိုင်းများ၏အစအနကိုပင်မတွေ့ရသေးပေထို့ကြောင့်နန်းပေါ်ချောင်းပေးနာတွင်ခဏတစ်ဖြုတ်စခန်းချနာကြသည်ယနေ့သူတို့စင်ဖန်းထွက်လာသောအဖွဲ့တွင်အိုက်ထွန်းပါနှင့်အိုက်ဆန်ကဖတ်တော်ကြီးကုန်းကြီးကိုစီးပြီးအိုက်လောလူနှင့်အိုက်မောင်တို့ကမုံညာမက်ကိုစီးလာကြသည်အတွေ့အကြုံနှဲပွား၍ကြောက်တက်သူအိုက်လုံကိုမူစခန်းဆောင်အဖြစ်ထားခဲ့ကြလိနန်းပေါ်ချောင်းဖျားမွိုင်းစာတွင်နေ့လယ်စာကိုဖြစ်သလိုချက်ပြုတ်စားတော့ကသူတို့သည်တစ်ပင်ရင်း၌တရီးတမောအိပ်ပြီးအနားယူကြသည်ညနေ3 နာရီကျော်လောက်အချိန်ကိုရောက်တော့အခါချောင်းဖျားမြိုင်နဲ့ထဲသို့စင်ရှာဖမ်းရန်ခရီးတစ်ထောက်ထွက်ကြရပြန်၏ကွန်းကြီးခေါ်ဖမ်းစင်ကြီး2 ကောင်မှာတကောင်နဲ့တကောင်အလှမ်းဝေးသွားသလိုဦးစီးပေးစည်းများဖြစ်ကြသောအိုက်ထွန်းပအိုက်ဆန်နှင့်အိုက်မောင်အိုက်လောလူတို့ကလည်းတယောက်နဲ့တယောက်ကြီးခေါ်ဝါကြီးတောင်ခရမှု၍သာအချင်းအချက်ပြီးပွားနေကြရ၏ရွှေ
အိုင်လောလူနဲ့အိုင်မောင်တို့စီမှာဆူးရှာရှည်လျားသောကြီးမှုအချက်ပေးတံကိုကြားရသောအခါဖန်တီအိုက်ထွန်းပါသည်ဖထိုးကြီးအားဒူးလေးအချက်ပြကဝါကြီးမှုတန်ကြားရဘတ်သို့ဖထိုးကြီးကိုဥတီစေလိုက်သည်ပြီးကြားတဲ့ဒူလာပြီးဟူသောသဘောဖြင့်ကြည်ပြန်မှု၍အချက်ပေးလိုက်၏မကြခင်ပင်အိုက်ထွန်းပါတို့သည်အိုင်လောလူတို့နှင့်ဆုံမိကြသည်ဖန်တီကြီးမြိုင်ဖျားကစင်အော်တန်တွေးတော့ကြားရပြီဗျာဟေးနေကလည်းတိတ်မရှိတော့ချက်ချင်းလိုက်ကြမှာပဲစင်အော်တန်ကြားတာတော့တီချတယ်နော်တီချပါတယ်အဖအိုင်မောင်ကလည်းဝင်ပြောသဖြင့်သူတို့သည်စင်နှစ်စီးလုံးကိုငင်းပြိုင်စီကမြိုင်ဖျားသို့ထွက်လာကြသည်အိုင်လောလူနဲ့အိုင်မောင်တို့ပြောသည်မှာအမှန်ပင်ဖြစ်သည်သူတို့မြိုင်ဖျားသို့ရောက်လာကြသည်နဲ့တပြိုင်နက်စင်အော်တန်များစင်ရိုင်းများဤပူပူနွေးနွေးယိုချထားခဲ့သောချီးများစားဖက်စားကြံများကိုတောထဲတွင်အနှံ့အပြားတွေ့ရသည့်အပြင်တောစင်ရိုင်းများဤအစာချိုးတံနားရွက်ခတ်တံစင်ငယ်ကလေးများဤအော်တံများကိုပါအတိုင်းသာကြားလာရလိမ့်ပြီအိုက်ထွန်းပါကညာလက်ကိုမြှောက်ပြလိုက်သည်နဲ့တပြိုင်နက်အချက်ပြပြီဆိုသည်ကိုချက်ချင်းသိလိုက်ကြသောစင်ဖန်းသမားတွေမှာတယောက်နဲ့တယောက်လုံးဝစကားမဆိုကြတော့ပဲဖန်းစင်ပေါ်၌တင်လာသောစားအိုးစားခွက်နှင့်ဂိုနီအိယာခင်ချုပ်ဆောင်တို့ကိုထုတ်ပိုးကနီးစရာတစ်ပင်ကိုင်းခက်များ၌စင်ပေါ်ကပင်မစင်ကြပဲချက်ချင်းဆွဲချလိုက်ကြ၏ပြီးတယောက်လျင်လုံကြီးအင်ကြီးနှစ်ထဲစီကိုထပ်ဝတ်ကခါးတောင်းကြိုက်လိုက်ကြပြီးနောက်ထပ်ရှမ်းပေါင်းပြီးနှစ်ထဲစီကိုထပ်ဝတ်ရလိုက်ကြပြန်သည်ဤသို့အဝတ်များကအထက်ထပ်ဝတ်လိုက်ကြခြင်းမှာတောစင်ရိုင်းများကိုဖမ်းဆီးရန်အပြေးလိုက်ကြရမည်ဖြစ်သဖြင့်စင်ပေါ်ပါလူတွေမှာကျိန်စုကျိန်ခက်ဝါကိုင်းတစ်ခက်များထိရှာသောတံကိုခံနိုင်ရန်တန်စာဆင်ကြခြင်းဖြစ်လေသည်သူတို့သည်တောစင်ရိုင်းများအနံ့ရမရအောင်လေအောက်မှချင်းကပ်ကာစင်အုပ်ထဲတွင်ကြိုက်စင်ကိုရွေးပြီးတဟုန်တိုးပြေးလိုက်ကြတော့၏ကွန်ကြီးခေါ်ဖန်းစင်နှကောင်မှာဝါရင်လေ့ကျင့်ပြီးသားစင်များဖြစ်သဖြင့်လူဦးစီးကပါဇက်နှင့်အမိန့်ပေးရန်ပင်မလိုပေဒူးပေးလိုက်ယုံနှင့်သူတို့၏အရှင်သခင်များကဘယ်စင်နောက်ကိုလိုက်ခိုင်းပြီဆိုသည်ကိုအတက်တိတိပမာအိုက်ထွန်းပကြိုက်စင်နောက်ကိုဆွတ်လိုက်ကြလေသည်သူတို့အားလူသားများကဖမ်းဆီးရန်လိုက်လာကြပြီဆိုသည်ကိုတီးတီးနှင့်တပြိုင်နက်တောစင်ရိုင်းများမှာအထိတ်တလန့်နှင့်ငဲတန်းပါအောင်အော်ဟစ်ကာတကောင်နှင့်တကောင်အရေးမဆိုင်နိုင်ကြတော့ပဲကစင်ကရာဥတီယာစွတ်ပြေးကြတော့သည်ဤဒီကိုမြင်ရခြင်းအပြင်ဤစင်အုပ်သည်လူများလိုက်လံဖမ်းဆီးခြင်းကိုတခါမှမခံဘူးသေးသောအရိုင်းတက်တမှန်အိုက်ထွန်းပကအကဲခံမိ၏အကယ်၍လူများလိုက်ဖမ်းခြင်းခံရဘူးသောတောစင်ရိုင်းများဆိုလျှင်ဆွဲပြောင်းစင်အုပ်ကြီးများသည်နှမောင်းကိုမိုးပေါ်ထောင်ကအဆွဲရောင်တဖွေးဖွေးပြ၍ကွန်ကြီးခေါ်ဖမ်းစင်များကိုအနာမကတ်ရဲအောင်ခြောက်လန့်ပြီးလူများကိုလည်းခုခံတိုက်ခိုက်တတ်ကြသည်ထိုအခါစင်ဖန်းသမားများမှာတနက်ပါလျင်တနက်ဖြင့်ခြောက်လန့်ပစ်ဖောက်၍ကြိုက်စင်ကိုဖမ်းရန်ကြိုးစားကြရ၏တခါတွင်တောစင်ရိုင်းများကဖမ်းစင်ကိုပြန်၍ထိုးတတ်ကြရန်ဝိုင်းဝန်းကြိုးစားကြသည့်အပြင်ဖမ်းစင်ပေါ်ကလူများကိုလည်းနှမောင်းနှင့်အတင်းဝင်ဆွဲချကကြည်ကြည်ညက်ညက်နင်းတတ်ကြလေသည်ထို့ကြောင့်မီလာရှိကာခေါ်တောစင်ရိုင်းများကိုကြိုးကွင်းစွပ်ဖမ်းရာတွင်ကွန်ကြီးဖမ်းစင်ပါလိမ္မာပါနှချင်းရေးရင်ဖြက်လက်ချင်းပြီးလူများကိုအကာအကွယ်ပေးရန်လည်းအထူးတင်ပြလိကျင့်ပေးထားရပြီသည်တောစင်ရိုင်းအုပ်ထဲဝင်းမိပြီဆိုလျင်စင်ဖန်းသမားများ၏အသက်တဝက်သည်ဖမ်းစင်များပေါ်တွင်မူတည်နေလေသည်လောလူလိုက်စိတ်ချရတယ်ဟိလူများကလိုက်ဖမ်းနေပြီဆိုသည်ကိုတောစင်ရိုင်းများကလည်းအတက်တိသွားပြီဖြစ်သဖြင့်ဤချိန်အခါမှာတော့အိုက်ထွန်းပါကအော်တန်ပေးရင်အိုက်လောလူတို့ကိုလည်းပြေးစင်နောက်ကိုလိုက်ခိုင်း၏ဤသို့လူကအော်တန်ပေးလျင်ဖမ်းစင်များမှလည်းတအားတက်လာပြီးပြေးနေသောတောစင်နောက်ကိုမကြောက်မရွံ့ပဲရဲရဲတင်းတင်းလိုက်ဝွန့်ကြလေသည်သူတို့ဖမ်းဆီးရန်လိုက်နေကြသောတောစင်ပေါက်ကကျိန်ပိုက်တော်ထဲဖြတ်ပြေးသောအခါအိုက်ထွန်းပါမှာဖမ်းစင်ပေါ်တွင်ပြားပြားဝတ်ချ၍လိုက်ရသည်ရှိကခံနေသောကျိန်စုကျိန်နာမောင်းတစ်ကိုင်းတစ်ခက်ကြက်တက်စူးပင်များနှင့်မလွတ်နိုင်ဟုထင်လျင်စင်နာရွက်ရင်လဲပင်မှသည်တခါဝမ်းပတ်ကြိုးရင်တိုင်းကြိုးများကိုဆွဲပြီးဖမ်းစင်ဤရင်ဘတ်အောက်သို့ပင်ဝင်းကပ်ခိုးလိုက်ရ၏တောစင်ရိုင်းနှင့်ဝီးသွားပြီးလွတ်သွားမှဆိုသဖြင့်စူးခက်ဝါခက်တစ်ကိုင်းကျိန်နာမောင်းများကိုရှေ့တွင်မြင်ရတော့လေဖမ်းစင်ကိုကွိပတ်ရှောင်ခိုင်းရန်အချိန်မရပြီဦးစီးဖန်ဒီကထိုကဲ့သို့စွန့်ဆဆလိုက်ရသလိုနောက်တွင်လိုက်ရသောပဲ့စည်းမှာအော်မှလဲရှေ့ကဖန်ဒီဤအကဲကိုကြည့်ကာစင်တင်ပါစင်ဝမ်းပိုက်အောင်နာသည်ဆင်ပြီးစုခက်စူးကိုင်းများတံကိုရှောင်ရှားရသည်ဤသို့ဆင်လိုက်ရ၌မကျွမ်းကျင်သောဖန်ဒီမာအုပ်များဆိုလျင်ဤသို့အပြေးအလွာတောစင်ရိုင်းများကိုလိုက်ဖမ်းရ၌စင်ပေါ်ကလိမ့်ကြကြံခဲ့သည်ကိုပင်တယောက်ဘယ်နေရာကြကြံခဲ့မှမသိပေမကြိုးမပဲ့သွားနိုင်လာနိုင်သူဆိုလျင်
တခြားစင်ဖန်းသမားများစခန်းသို့ပြန်ရောက်ကြပြီးနောက်တစ်နေ့မှတယောက်တည်းစခန်းသို့ရောက်လာတတ်သည်လည်းရှိ၏သို့တော်ဤဒီမှာတော့အလွန်ဖြစ်ခဲသောမတော်တဆပင်အဘဲကြောင့်ဆိုတော့ဖန်းစင်တကောင်ပေါ်တွင်စိုက်ဖလားစိုက်ကပ်စိုက်ခိုစိုက်တရီစသည့်ဝမ်းပတ်ကျိုးမိတိုင်းကျိုးနင်းလုံးကျိုးထိန်ကျိုးများကပါသဖြင့်စင်ပေါ်ရှိထိုကျိုးများကိုကင်တွယ်အကာအကွယ်ယူကာတတ်ဆွန့်ဆန်ဖျားစွန့်စားနိုင်ရခြင်းကြောင့်ဖြစ်ပေသည်အိုက်ထွန်းပဖန်းစီရန်လိုက်လာကြသောတောစင်မှာရှောက်ပေနီးပါးရှိသောစင်ပေါက်မှတကောင်ဖြစ်သည်စင်ဖန်းသမားများသည်မိမိတို့၏ဖန်းစင်ထက်ငယ်သောအစွဲမရှိသောစင်မများကိုတမင်ရွေးပြီးအဖမ်းများကြလေသည်စင်ဖန်းသမားများနှင့်တခါမှမတွေ့ဘူးမကြုံဘူးဟန်ရှိသောတောစင်ရိုင်းသည်ကြောက်ကြောက်ရွံ့ရွံ့နှင့်ကျိန်ပိုက်တော်တဲ့ဝင်ပြေးသဖြင့်နောက်ကအပြင်းလိုက်ကြရသောအိုက်ထွန်းပါတို့မှာကျိန်ဆူကျိန်နှမောင်းနေနှင့်ညှိမိရှာမိ၍အင်းကြီးပေါင်းမိတွေကဖွာလန်ကျဲကုန်ကြသည်ခြေလက်ဦးခေါင်းကြောကုန်းစသည်တို့တွင်လည်းကျိန်ဆူးဖျားတွေဝင်ဆူးကုန်၏ဤဒီမှာလည်းအိုက်ထွန်းပါတို့လူသားတို့သာမဟုတ်ကွန်ကြီးခေါ်ဖန်းစင်ကြီးနှကောင်မှာလည်းတကိုယ်လုံးတွင်ကျိန်ဆူးကျိန်နှမောင်းရှာရသည်နှင့်ပြည့်နေလာသည်ကျိန်ပိုက်တော်လွန်လာသောအခါတောစင်ရိုင်းကချောင်းဖျားအတိုင်းမြိုင်နှက်ထဲဆွတ်ပြေးပြန်၏ထိုအခါကွန်ကြီးပေါ်မှဖန်တီလို့ရသောအိုက်ထွန်းပါကအစင်တင်တက်ထားပြီးသောဆမ်ခေါ်ရှိစုနှင့်ဖန်းစင်ကိုအတင်းပြေးလိုက်ရန်ထိုးဆွဲပြီးရသလိုပဲ့စည်းမာအိုဖြစ်သောအိုက်ဆန်ကလည်းဆမ်တုတ်ခေါ်နောက်စုနှင့်ဖန်းစင်ကိုထိုးဆွဲ၍အမိန်ပေးလျက်ရှိ၏အမှန်ကဖထော်ကြီးပေါ်ရှိအိုက်ထွန်းပါနှင့်အိုက်ဆန်တို့သာမဟုတ်မိုညာဘဲပေါ်ရှိအိုက်လောလူနှင့်အိုက်မောင်တို့ကလည်းထိုနည်း၎င်းပင်သည်တန်ဖြင့်ပြုလုပ်ထားသောဆန်တုတ်ခေါ်ရှေ့စူးနောက်စူးနှစ်လက်နှင့်ပြိုင်တူထိုးဆွပြီးဖန်တီကြီးနှင့်မာအိုတိုကအမိန်ပေးနေကြသောအခါကွန်ကြီးဖန်းစင်နှစ်ကောင်မှလည်းတောစင်ရိုင်းနောက်ကိုတဟုန်ထိုးဆွတ်လိုက်ကြလေတော့သည်နေလုံးကွယ်သွားပြီးဖြစ်သည့်အပြင်ညိုင်ထဲမှတိတ်ကြီးဝါကြီးတို့၏အရေးအာဝါဒကြောင့်တခါတွင်ရှိုးမြောင်ချောင်းချောင်းများတဲ့ပြေးဝင်သွားသောတောစင်ရိုင်းကိုလုံးဝမမြင်ရတော့ပဲအမှောင်ထဲတွင်ပျောက်ကိုရည်ပင်သွားတတ်သည်ထိုအခါမျိုးတွင်အတန်ကိုနားဆွင့်ရသည့်အပြင်စင်ပေါ်တွင်အသင့်ပါလာသောသုံးတောက်ထူဓမီနှင့်လှမ်းထူ၍ဖန်းစင်ကိုလည်းအပြေးအလိုက်မရရအောင်မောင်းနှင်ကပညာသားပါတောစင်ရိုင်းနောက်ကိုလိုက်ရ၏သို့တော့အနံ့ခံကောင်းသောကွန်ကြီးဖန်းစင်များကြောင့်မိမြညှင်းနဲ့တန်ကောင်းပင်ဖြစ်တော်လေလိုက်နေသောတောစင်ရိုင်းပျောက်သွားသည်ဟုတော့မရှိတတ်ပေလူသားတွေလိုက်ဖမ်းသဖြင့်ကြောက်ကြောက်ရွံ့ရွံ့နှင့်ပြေးလာရသောတောစင်ရိုင်းမှာသူဤစင်အုပ်ကြီးနှင့်ကွဲခဲ့ပြီးဘယ်နေရာဘယ်ဒေသရောက်နေမှန်းပင်မသိတော့သဖြင့်ဖန်းစင်ကိုပင်သူ့အုပ်ထဲမှဆင်ထင်ကရက်ဆောင်နေတတ်သည်ကိုလည်းတနာစပွဲတွေ့ရတတ်လေသည်မိုးချုပ်လာပြီးဖြစ်တော်လဲအိုက်ထွန်းပါတို့မှာတောစင်ရိုင်းကိုမမိနိုင်ကြသည်စမ်းချောင်းအတိုင်းဆွတ်ပြေးနေသောစင်ရိုင်းမှာဘေးနှစ်ဖက်တွင်မတ်ဆောက်သောကမ်းပါးကြီးကခံနေသဖြင့်ချောင်းရိုးအတိုင်းရှေ့သို့သာဆွတ်ပြေးလျက်ရှိလေ၏ချောင်းထဲတွင်မှောင်မိုက်နေသဖြင့်မာအုတ်လုတ်သူအိုက်ဆန်ဤလက်နှိပ်တက်မီးရောင်ကဝင်းကနေပွင့်လာ၏အိုက်ဆန်ဤလက်နှိပ်တက်မီးရောင်နှင့်အတူရှင်တွဲလိုက်လာသောမိုညာဘဲပေါ်မှအိုင်မောင်ဤလက်နှိပ်တက်မီးရောင်ကလည်းချက်ချင်းပြိုင်ပွင့်လာကပြေးနေသောတောစင်ရိုင်းကိုအတိုင်းသားမြင်လာရသည်ဟဲငါကြိုးရပြီကွာစင်မာတဘာဝအားဖြင့်တောတဲတောင်တဲတွင်ပြေးလျင်နှမောင်းကိုလိတ်ခောက်၍ပြေးတတ်လျာအိုက်ထွန်းပါပစ်ထဲလိုက်သောကြိုးကွင်းမှာတောစင်ရိုင်းဤလေပင်ကိုအထင်အဝေါမရှိစွတ်ဝင်သွား၏ထို့ကြောင့်လဲအိုက်ထွန်းပါကဝမ်းသာအားရနှင့်အော်လိုက်ခြင်းဖြစ်လေသည်အိုက်ထွန်းပါပစ်ထဲလိုက်သောကြိုးကြောင့်ပြီးနေသောစင်ရိုင်းမှာတုံ့ကနေရပ်သွားပြီးလေပင်ကကြိုးကိုနှမောင်းနှင့်ဖြီရန်ကြိုးစားလိုက်စဉ်အိုက်လောလူဤကြိုးကွင်းကလည်းသူ့ဤလေပင်ကိုထပ်ဝင်လာပြန်သည်ထိုအခါတောစင်ရိုင်းမှာကျိုးကိုဖြည့်ရန်အားမထုတ်တော့ပဲရှေ့သို့စွတ်ပြေးရန်ကိုသာတအားကုန်ယုံပြန်ပါလေသည်သို့တော့14-15နှစ်သားအရွယ်ကပင်တောစင်ရိုင်းများဖမ်းဆီးခြင်းဖြင့်အသက်မွေးဝမ်းကြောင်းလှုပ်လာသောအိုက်ထွန်းပါ၏မျက်တောင်တစ်ခက်လျှက်တစ်ပြက်အတတ်ပညာကွင်းရက်တွင်တောစင်ရိုင်းခမများမှာဖမ်းစင်နှကောင်နှင့်အညှက်ခံလိုက်ရသည့်အပြင်ကျိုးများနှင့်လည်းတစ်ပင်ကိုင်းကဲများကြားထဲချီနှောင်ခံလိုက်ရလေညနေ4 နာရီကျော်လောက်အချိန်ကပင်တောစင်ရိုင်းတစ်ကောင်ကိုလိုက်လာကြသောအိုက်ထွန်းပါတို့မှာည9 နာရီကျော်မှစင်ပေါက်မတစ်ကောင်ကိုဖမ်းမိကြလေသည်ဖမ်းမိထားသောတောစင်ရိုင်းအားလေပင်ကျိုးအပြင်ခြေကျိုးလက်ကျိုးများပါတုတ်ချီမိပြီးသောအခါအိုက်ထွန်းပါကအိုက်လောလူနှင့်အိုက်မောင်တို့အားညနေပိုင်းကတစ်ပင်ပေါ်တွင်တုတ်ချီထားခဲ့ကြသောဒံအိုးတံခွက်များနှင့်ဂိုနီအိယာကင်းခြုံဆောင်အဝိအစားများကိုဖမ်းစင်တစ်ကောင်နှင့်အရှာယူလွှတ်လိုက်လေသည်သူတို့မှာတော်ကျွမ်းကျင်ပြီးသားဝါရင်စင်ဖမ်းသမားများဖြစ်ကြသဖြင့်သူတို့ပစ္စည်းများဘဲနေရာဘဲတော်ဘဲတောင်လောက်တွင်ထားပစ်ခဲ့ကြသည်ကိုအတက်သိကြသူများဖြစ်လေသည်
ကွန်ကြီးတကောင်နှင့်အိုက်လောလူတို့ထွက်သွားကြသောအခါအိုက်ထွန်းပါနှင့်အိုက်ဆန်တို့ကမိထားသောတောဆင်ရိုင်းနာတွင်မီးကြီးတစ်ဖို့ဖို့ပြီးတောဆင်ရိုင်းကိုစောင့်ကြံရကြသည်သူတို့သည်ယနေ့ညနေစာကိုဤမြိုင်ကြီးစမ်းကြောင်းဖျား၌ပင်ဖြစ်သလိုချက်စားပြီးဖမ်းမိထားသောတောဆင်ရိုင်းကိုမူနောက်တနေ့မနက်မှစခန်းသို့ကွန်ကြီးနှစ်ကောင်နှင့်တွဲဆွဲကခက်ခက်ခဲခဲဆောင်ယူသွားကြရမည်ဖြစ်လေသည် စားဦးစားခွက်နှင့်အဝတ်အထည်များသွားရှာယူရန်လွှတ်လိုက်သောအိုက်လောလူတို့မပြန်ခင်ပင်အရှိတောင်တန်းများစီမှငွေလဝန်းကရွှွှွှွှမြမြထွက်ပေါ်လာသည်တစ်ပင်ကိုင်းခတ်ရွက်လက်ရိုးတံညိုအကျိုးကြားမှဘောဖြူငွေဆောင်အလင်းရောင်များသည်အိုက်ထုံးပါတို့နေရာသို့ကွက်တိကွက်ကြားယူဖိတ်ပြူစင်းကနှုတ်ဆက်လာကြ၏ယနေ့ညတန်ကောင်ကျော်အထိညနေစာထမင်းကိုမစားကြရသေးတော့လေ9200တန်သောစင်ပေါက်မတကောင်ကိုဖမ်းမိထားကြပြီးဖြစ်သောအိုက်ထုံးပါတို့ရင်ထဲဖိုက်ထဲမှာတော့ဝမ်းသာကြည်နူးမှုတွေဟူသောအစာအာဟာရတွေကပြည့်ကျက်လျက်ပင်သည်